လူတူမနီရဲ့အပူပိုင်းမှုတစ်တော်ကြီးရဲ့အမောင်ထုအောက်တစ်ပင်ကြီးတွေအစီအရီရှက်တန်းနေတဲ့တောနက်ကြီးတစ်ခုထဲမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရဆန်တစ်ခုအကြောင်းကိုဒီနေ့မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတောနက်ကြီးထဲမှာမြင်ရတာအလွန်ယူရှင်းပုံရပေမဲ့တကယ်တမ်းတော့အသက်အန္တရာယ်ကိုစက္ကန့်ပိုင်းအတွင်းနှုတ်ယူသွားနိုင်တဲ့တိမ်မင်းတမန်ထောင်ချောက်တစ်ခုရှိနေခဲ့တာပါဒီနေ့မှာတော့ဒေါ်လိုက်မှုဆိုးတယောက်ဟာအဲ့ဒီဒေါနက်ထဲကိုရောက်ရှိလာခဲ့ပါတယ်သူဟာအစီအစဉ်တစ်ခုကိုတေချာပြင်ဆင်လာပြီးအုံတီးခွန်အဟောင်းတစ်ခုကိုယူဆောင်လာခဲ့ပါတယ်ပြီးရဲ့နောက်အုံတီးခွန်ကိုတစ်ပင်တစ်ပင်ရဲ့ပင်စီမှာမလှုပ်ရှားနိုင်အောင်ကျိုးနဲ့အတေချာတင်းတင်းကြပ်ကြပ်ချီနှောင်လိုက်ပါတယ်ပြီးတော့သူဟာအုံတီးခွန်ပေါ်မှာအပေါက်အသေးလေးတစ်ခုကိုဖောက်လိုက်ပါတယ်အဲ့ဒီအပေါက်ရဲ့အရွယ်အစားဟာတာမန်မြောက်တစ်ကောင်ရဲ့လက်ဝါးလေးဖြန့်ပြီးအသားအရာအထဲကိုရှို့သွင်းနိုင်ုံမျှသာရှိတဲ့အပေါက်ငယ်လေးဖြစ်ပါတယ်ဒါနဲ့မကသေးပါဘူးအဲ့ဒီအုံတီးခွန်ထဲကိုမြောက်တွေအလုံးနှစ်သက်ပြီးဆွဲဆောင်မှုတည်ရှိတဲ့ကလာဘဲစီ6တွေကိုအပြည့်ထည့်သွင်းလိုက်ပါတယ်ဒီကလာဘဲစီတွေဟာမာကျောပြီး6သွင်းနေပေမဲ့စားလောင်းနေတဲ့တော်ရီဒရိဆန်တွေအတွက်တော့ညှင်းဆန်ဖို့ခက်တဲ့အစာတစ်ခုဖြစ်ပါတယ်မူဆိုးဟာထောင်ချောက်ကိုအသေးချာဆင်ပြီးတာနဲ့ပတ်ဝန်းကျင်ကိုတစ်ချက်ဝေးကြည့်ပြီးအဲ့ဒီနေရာကနေလှည့်ထွက်သွားခဲ့ပါတယ်အချိန်တန်ကြားတဲ့အခါမှာတော့တောထဲမှာဆာလောင်လောင်နဲ့အစာရှာဖွေနေတဲ့ညောက်တကောင်ဟာအဲ့ဒီတစ်ပင်သားကိုရောက်ရှိလာခဲ့ပါတယ်။သူ့ရဲ့မျက်လုံးတွေဟာအုံတီးခွန်တွေကကလားဘဲစီရီစီကိုတန်းခတ်နဲ့ရောက်ရှိသွားခဲ့ပြီးတတွေးတွေတမြုံမြုံညိုချရင်ရင်ခုန်စိတ်လှုပ်ရှားသွားခဲ့ပါတယ်။သူဟာချက်ချင်းဆိုမတိုးသေးပဲခြေလမ်းတွေကိုခိတရက်တက်ပြီးပတ်ဝန်းကျင်မှာဘသူရှိလဲအနေရရှိနိုင်မလားဆိုတာကိုပဲပြညပြန်အကဲခတ်စစ်ဆေးလိုက်ပါသေးတယ်။ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေတာကိုမြင်တော့မြောက်ကလေးဟာနေနေပဲစားပါမယ်ဘာမှမချစ်နိုင်ပါဘူးဆိုတဲ့အတွေးမျိုးနဲ့စိတ်ချလက်ချဖြစ်သွားခဲ့ပါတယ်။သူဟာအုံတီးခွန်အပေါက်ထဲကိုသူ့ရဲ့လက်ဝါးလေးဖြန့်ပြီးအသားအရာရှို့သွင်းလိုက်ပါတယ်ပြီးတော့အထဲမှာရှိတဲ့ကလားဘဲစီတွေကိုလက်တဆုပ်စာပြေဝကြီးစုပ်ကင်လိုက်ပါတယ်ဒါပေမဲ့သူ့စာတွေကိုလက်တီးဆုပ်လိုက်တဲ့ထိုစက္ကန့်ကစပြီးအခြေအနေအလုံးဟာရုပ်ချီးပြောင်းလဲသွားခဲ့ပါပြီသူဟာလက်တီးကိုတင်းတင်းဆုပ်ထားတဲ့အတွက်လက်ကိုအုံတီးခွန်ထဲကနေပြန်နှုတ်လို့မရတော့ပဲစုံစုံမြုပ်အချင်းကျသွားခဲ့ပါတယ်လက်ကိုခင့်ထားတော့ကအပေါက်ထဲကိုလွယ်လွယ်ကူကူဝင်သွားခဲ့ပေမဲ့ကလားဘဲစီတွေကိုစုပ်ကင်ထားတဲ့လက်တီးဆုပ်ကြီးကတော့ဘလို့မှပြန်ထွက်လာလို့မရနိုင်တော့ပါဘူးထိုအခါမှာတော့မြောက်ကလေးဟာအကြီးကျယ်ထိတ်လန့်တုန်လှုပ်ပြီးကနာမငြိမ်ဖြစ်လာခဲ့ပါတယ်။သူဟာအတင်းအဓမ္မရုန်းကန်ပြီးလက်ကိုတင်ရောက်အောင်အကုံတုံးပြီးဆွဲနှုတ်ပါတော့တယ်။ဒါပေမဲ့ဘလို့ပဲအသေးအတန်စူးစမ်းပါစီလက်ကတော့ကျွတ်မလာခဲ့ပါဘူး။သူဟာအကြောက်လွန်ပြီးစိတ်မရှိစွာနဲ့ဇက်တိုက်ရုန်းကန်နေတော့မှပဲကန်ဆိုးကျင်တော့ပတ်ဝန်းကျင်ကခြုံပုတ်တွေကြားထဲကနေတောပရင်ချင်းတိကြီးတကောင်ဟာဖြင်းနှင်းစွာထွက်ပေါ်လာခဲ့ပါတယ်။ချင်းတိကြီးရဲ့တွေးစာနေတဲ့မျက်လုံးတွေဟာမြောက်ကလေးစီကိုကွက်တိကြရောက်ခဲ့ပါပြီ။အဲ့ဒီအချိန်မှာတော့မြောက်ကလေးအတွက်စစ်မှန်တဲ့တင်းမင်းရဲ့အရေးအယောင်နဲ့ခိကန်ချောက်ချားမှုတွေဟာအပြည့်အဝစတင်လာခဲ့ပါပြီသူဟာအသက်ဘေးကိုကြောက်လန့်ပြီးတောတစ်ခုလုံးဟဲသွားအောင်အော်ဟိတ်ငွေကိုပါတော့တဲ့တစ်ပင်ပေါ်ကိုတက်ပြေးဖို့အချိန်ချင်းစူးစမ်းပေမဲ့လက်တစ်ဖက်ကအုံတီးခွန်ထဲမှာအတင်းညက်နေတဲ့အတွက်ဘလို့မှရုံးမထွက်နိုင်ပဲဖြစ်နေခဲ့ပါတယ်အသေးအတန်ရုန်းကန်မှုကြောင့်အုံတီးခွန်ရဲ့ထက်မြက်တဲ့အနားဆုံးတွေဟာညောက်ရဲ့အရေးပြားကိုလှိဖြက်မိပြီးသွေးတွေတစောစောစီးကျလာပါတော့တယ်သွေးဆက်တွေဟာအုံတီးခွန်တွေကကလားဘဲစီတွေပေါ်အထိစွန့်ထင်ကုန်ပေမဲ့ညောက်ကလေးကတော့ကလားဘဲစီတွေကိုလက်ကနေလုံးဝလွတ်မပေးခဲ့ပါဘူးတကယ်တမ်းတော့လွမြောက်မှုဆိုတာသူနဲ့တမိတာတင်ဝေးတာပါသူဆုံးဖြတ်ချက်တစ်ခုတည်းချယုံသူညတက်သမားတစ်စက္ကန့်လောက်ပဲအချိန်ပေးပြီးလက်ထဲကကလားဘဲစီတွေကိုလွှတ်ချလိုက်ုံနဲ့အသက်ဘေးကလွမြောက်နိုင်တာဖြစ်ပါတယ်သူ့ရဲ့အတိစိတ်ကပြေးတော့လွှတ်ချလိုက်တော့အသက်ကိုကဲတင်တော့လူအော်ဟစ်နေပေမဲ့သူ့ရဲ့လောဘနဲ့တဘာဝဗီဇာစိတ်ကတော့ငါးဓာတွေကိုအပင်ပန်းခံပြီးစုပ်ကင်ထားပြီးပြီပဲဘလို့လို့လွှတ်ချခဲ့ရမှာလဲနောက်ထပ်နည်းနည်းလောက်ကိုစူးစမ်းပြီးရုံးလိုက်ရင်လက်လဲကျွတ်အစာလဲရဖြစ်မှာပါအဲ့လိုတွေးတောနေခဲ့ပါတယ်မြောက်ကလေးရဲ့တွေးဝေမှုတွေကြားမှာတေးမင်းဟာစက္ကန့်နဲ့အမျှနီးကပ်လာခဲ့ပါပြီ။ချင်းတိတ်ကြီးဟာခြေလမ်းအနှင်းငယ်အကွာဝေးကိုရောက်ရှိလိုလာခဲ့ပေမဲ့မြောက်ကတော့လက်ကိုလုံးဝမထင့်ခဲ့ပါဘူး။နောက်ဆုံးစက္ကန့်ပိုင်းတွင်းမှာပဲချင်းတိတ်ကြီးဟာမြောက်ကလေးစီကိုအရှိန်အဟုန်နဲ့ခုံအုပ်လိုက်ပြီးအရာအလုံးဟာတခဏချင်းမှတင်ပြီးဆုံးသွားခဲ့ရပါတယ်။အဆိုးဝါးဆုံးနဲ့အကြောက်စရာအကောင်းဆုံးအပိုင်းကတော့ဘာလဲဆိုရင်မြောက်ကလေးဟာအသက်ပြောက်သွားခဲ့ပြီးတဲ့နောက်မှာတော့သူ့ရဲ့လက်သီးဆုပ်ဟာကလားဘဲစီတွေကိုအင်းချက်ဆုပ်ကင်ထားဆဲဖြစ်ပြီးကလားဘဲတစ်စီးမှအပြင်ကိုလွင့်စင်ကျမသွားခဲ့တာပဲဖြစ်ပါတယ်။ဒီဖြစ်ရက်ကိုစိတ်ပညာသဘောတရားအရာ Sankos Falacia လို့ခေါ်ဆိုကြပါတယ်လူတွေဟာမိမိတို့ရဲ့အချိန်ငွေကြေးတို့မဟုတ်စိတ်ခံစားချက်တွေကိုအရာတစ်ခုခုထဲမှာအများကြီးရင်းနှီးမြှုပ်နှံထားမိတဲ့အခါအဲ့ဒီအရာကိုလက်လွတ်လိုက်ရမှာကိုအရှုံးတစ်ခုလိုခံစားကြရပြီးမိမိကိုယ်ကိုခက်စီးနေမှန်းသိရတဲ့ဆက်ပြီးစုပ်ကင်ထားတတ်ကြပါတယ်မြောက်ကလေးဟာလည်းလက်လွတ်လိုက်တာဟာအရှုံးဖြစ်ပြီးစုပ်ကင်ထားခြင်းကသာအောင်နိုင်မဲ့တစ်ခုရေတော့နီလန်လို့မှားယွင်းစွာတွေးတောခဲ့မိလို့ဒေဆုံးခြင်းကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်ဒီဖြစ်ရက်ကိုကြည့်ပြီးမြောက်ကိုရေမောမနေကြပါနဲ့ဦးမိမိတို့ရဲ့လူနေမှုဘဝကိုပြန်လည်သုံးသပ်ကြည့်ကြဖို့လိုပါတယ်မိမိတို့စီမှာရောဘလောက်တောင်များပြတဲ့အစိတ်အတောက်ဖြစ်စေတဲ့ပတ်သက်မှုတွေစိတ်ကြက်စရာကောင်းလာတဲ့အလုပ်ကိုင်တွေမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကိုအချိန်တွေအားဆိုင်မှုတွေအများကြီးပေးဆက်ခဲ့ဘူးလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့အခုထိမလွတ်တမ်းစုပ်ကင်ထားမိနေပါသလဲအမှန်တရားကတော့တခါတရံမှာဘဝကိုအောင်နိုင်ဖို့အတွက်အရာအလုံးကိုအတင်းအဓမ္မစုပ်ကင်ထားဖို့မလိုပါဘူးရဲရဲဝံ့ဝံ့လက်လွတ်လိုက်ဖို့ပဲလိုအပ်တာဖြစ်ပါတယ်မိမိတို့ရဲ့လွတ်လပ်မှုကိုတားဆီးပိတ်ပင်ထားတာဟာပြင်ပကအရာဝတ္ထုလေးကြောင့်မဟုတ်ပဲမိမိတို့ကိုယ်တိုင်တင်းတင်းဆုပ်ထားမိတဲ့လက်သီးဆုပ်ကြောင့်သာဖြစ်တဲ့ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်နောက်ထပ်အတွေးပုံပြင်လေးတွေနားဆင်ဖို့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါဦးနော်